Pokemon Poco Pia ha Pokemon series here like simulate အမျိုးအစားတွေက gain ဟုတ်ပြီမှာ Game Front နဲ့ Omega 4တော့ပူးပေါင်းဖန်တီးခဲ့ရဖြစ်ပါတယ်။ထုတ်ဝေသူကတော့ Nintendo နဲ့ Pokemon Company တို့ဖြစ်ပါတယ်။ထွက်ရှိချိန်ကတော့မတ်လ9ရက်နေ့2026ခုနှစ်ဖြစ်ပြီးတော့ကစားလို့ရတဲ့ platform ကတော့ Nintendo Switch 2ဖြစ်ပါတယ်။ game ရဲ့အမျိုးအစားတော့ Light Simulation Farming Crafting Pokemon များနဲ့အတူမြို့ရွာတိဆောက်ခြင်းအဲ့ game ထဲမှာ player ဟာ Poco Pia ဆိုတော့ကျွေးရတစ်ခုတိဆောက်ပြီး Pokemon များနဲ့အတူနေတိုင်း layer အဆောက်အဦများပွဲတော်များကျင်းပနိုင်တာဖြစ်ပါတယ်။ Pokemon တွေကိုလဲလုပ်ငန်းဆောက်လုပ်ရေးနဲ့စိုက်ပျိုးရေးအတွက်အကူအညီရယူနိုင်ခြင်း chapter customization လုပ်နိုင်ခြင်း multiplayer co-op feature ပါခြင်း Switch 2ရဲ့ graphic နဲ့ performance ကိုအတက်အသုံးပြုထားခြင်းတို့ဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။